Android languages တွေပေါ့နော်အမှဆို Java ရှိရယ် Kotlin ရှိရယ် Java ကတော့ကြာပြီ1995ရဲကထုတ်ထားတာ Sun Microsystem ကနေထုတ်ထားတာ Android application တွေ web application တွေ embedded system ဆောက်တဲ့နေရာကြီး server application တွေလုပ်တဲ့နေရာမှာသုံးတယ်ဒီ Android တိဆောက်တဲ့ Android application တွေတိဆောက်တဲ့အခါမှာ Java ကတခုတည်းဆို language အနေနဲ့သုံးခဲ့ရတာကြာပြီနောက်ပိုင်းမှာ2011ရောက်တဲ့အခါမှာ JetBrains ကနေပြီးတော့ကြတော့ Kotlin ကိုစပြီးတော့တည်ထွင်ခဲ့တယ် Kotlin ကကြတော့ရေးရတာ Java နဲ့ဆိုင်ပို့ပြီးတော့ကုတ်တရားတူလာတယ်ကုတ်တရားတူလာပို့ပြီးတော့ပြည့်ပြောင်းလဲရတာထိန်းသိမ်းရတာပို့ပြီးတော့လွယ်လာတယ်ပေါ့နော်ပြီးတော့ကြတော့ Java နဲ့ရေးပြီးသား project ကို Kotlin ပြန်ပြောင်းမယ်ဆိုရင်လည်းအလွယ်တကူပဲ click တစ်ချက်နှိပ်ပြီးတော့ပြန်ပြောင်းလို့ရတယ်ပေါ့နော်နှစ်ခုကတွဲပြီးသုံးလို့လည်းရတယ်အရန်တစ်ခုနဲ့တစ်ခု compatible ဖြစ်တယ်ပေါ့နော် Java comment တွေ Java library တွေ Java ရဲ့ framework တွေကိုလည်းကိုယ့်ရဲ့ Kotlin project တွေမှာထည့်ပြီးရေးလို့ရတယ်ပေါ့နော်အဲ့တော့ Kotlin က Java မှာမရနိုင်တဲ့ feature တွေကိုထပ်ဖြည့်ဖို့အတွက် Kotlin language ဆိုတာပေါ်လာတာပေါ့နော် Java မှာရသမျှ feature တွေအကုန်လုံး Kotlin မှာအကုန်လုံးဒီပါရတယ်ပြီးတော့ကြတော့Kotlin မှာထပ်ဖြည့်လိုက်တာတွေဆိုရင်အများကြီးရှိရပေါ့နော်အဲ့မှာဆိုရင်နာမည်ကြီးဆိုရင်ဒါ null safety ပေါ့နော် Java တော့ကကြတော့အကယ်၍ကိုယ့်ရဲ့ variable တစ်ခုက null ဖြစ်တယ်ဆိုပြီးတွေ့တာ ਨੇ application ကြီးကဆက်ပြီးအလုံးလုံးတော့ crash ဖြစ်သွားတာနော် null တွေ့ပြီဆိုတာ ਨੇ အခုကကြတော့ Kotlin မှာကကြတော့အဲ့ဒီ null ကိုကြိုပြီးတော့ကာကွယ်လို့ရတယ်သူရဲ့ syntax တွေနဲ့ပေါ့နော်သူရဲ့ language ရဲ့ feature အရာnull ဖြစ်မယ်ဆိုရင်ဘာလုပ်မယ်ဆိုပြီးတော့ကြတော့အဲ့ feature တွေ null safety feature ထည့်ပေးလိုက်တယ်